ကင်ညာနိုင်ငံမှာနှစ်စဉ်နှစ်တိုင်းထူးဆန်းပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လေ့ရှိပါတယ်။အဲ့ဒါကတော့တနိုင်ငံလုံးအနှံ့မှာအမဲရောင်ဘောလုံးလေးပေါင်းတန်းနဲ့ချီပြီးပြန့်နှံ့နေတာပဲဖြစ်ပါတယ်။ကျောင်းနေထိုင်ကလေးတွေကဒီဘောလုံးလေးတွေကိုလေးခွနဲ့ပစ်ကြသလိုလူကြီးတွေကလည်းလေရင်ပေါ်ကနေချပေးတာဒါမှမဟုတ်လမ်းဘေးဝဲယာတွေမှာချပေးတာမျိုးတွေလုပ်ကြပါတယ်။ဒီလိုဝက်ဆန်းကျဲတဲ့ဘောလုံးလေးတွေကဘာတွေဖြစ်မလဲ။တကယ်တော့ဒါတွေဟာကြောင်မီးသွေးမှုန့်တစ်သားမီးသွေးနဲ့ရွှွန့်ဈေးတို့နဲ့ပြုလုပ်ထားတာဖြစ်ပြီးကင်ညာနိုင်ငံရင်ဆိုင်နေရတဲ့အကြီးအကျယ်တစ်တောပြုံးတီးမှုပြဿနာကိုဖြေရှင်းဖို့စ조사ကြတာပဲဖြစ်ပါတယ်။ဘောလုံးလေးတိုင်းရဲ့အလယ်မှာတစ်စိအများအားဖြင့်နန်းလုံးကြိုင်ပင်မျိုးပါရှိပါတယ်။အပြင်ဘက်ကအလွှာကတစ်စိလေးကိုအကောင်ပတ်လောင်တွေစားမသွားအောင်မိုးရသည်မရောက်မချင်းအကာအကွယ်ပေးထားပါတယ်။မိုးရွာချလိုက်လို့အပြင်ဘက်ကအကာအကွယ်အလွှာလေးအေးပျော်သွားပြီဆိုတာနဲ့တစ်စိလေးဟာအပင်ပေါက်လာပြီးအသက်ဝင်လာပါတော့တယ်။သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရဒီနည်းလမ်းနဲ့တစ်နှစ်ကိုတစ်စိပေါင်းတန်း20ခန့်ပြန့်နှံ့အောင်လှုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ကင်ညာပြည်သူတွေရဲ့ဒီလိုပူးပေါင်းအားထုတ်မှုကြောင့်တစ်တောပြုံးတီးနေတဲ့မြေဟက်တာပေါင်းတောင်းနဲ့ချီပြီးပြန်လည်စိမ့်လန်းဆိုပြေလာနေပြီဖြစ်ပါတယ်။